မိခင်ကိုလှုပ်ကြွေးနေရင်မတော်တဆမှုတစ်ခုကြောင့်ကွယ်လွန်ခဲ့တဲ့တရုတ်ဆောင်သူအခုရက်ပိုင်းထဲမှာရုတ်တရက်ကြီးဆုံးမကွယ်လွန်သွားခဲ့ရတဲ့အမှုပညာရှင်ကတော့ MRTV4 ရုပ်သံဇာတ်လမ်းတွေမှာအမြဲတမ်းမြင်တွေ့ရလေရှိတဲ့တရုတ်ဆောင်သူပါအဓိကအားဖြင့်တရုတ်ဆောင်သူဟာအမှုပညာလောကမှာနောက်ခံတိုင်းဝိုင်းမတောက်တင်မပြည့်စုံမီမိခင်ကြီးကိုလှုပ်ကြွေးနေတဲ့သားလေးမလေးဖြစ်တာကြောင့်အခုလိုလူလောကကြီးတွေကငငယ်ရွယ်နဲ့ထွက်သွားရတဲ့အပေါ်မှာအားလုံးကတနာကျူနာတက်နေကြရတာပါတကယ်ဆိုရင်တရုတ်ဆောင်သူဟာအခုချိန်မှာအမှုပညာလောကမှာနေရာတနေရာအမြင့်ဆုံးရဖို့အတွက်အရှိန်ရနေရပါပြီးခဲ့တဲ့ကယ်ဒမီပေးပွဲမှာဆိုရင်တရုတ်ဆောင်သူဟာအတောင်20ဝတ်ယောက်ျားကောင်းရှင်စကားကြီးမှာဖိုးသားကာရိုက်တာကိုကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့တာကြောင့်ယခုနှစ်မှာအမျိုးသားဆက်ဖို့ကယ်ဒမီဆုရဖို့အတွက်စကားတေးစည်းဝေခဲ့တာဖြစ်ပါတယ်တရုတ်ဆောင်သူဟာငယ်စဉ်ခါမှာကလေးတရုတ်ဆောင်ဖြစ်ခဲ့ပြီးတော့ရုပ်ရှင်နဲ့ဗီဒီယိုစကားတော်တော်များများတရုတ်ဆောင်ခဲ့ရပြီးတော့ပရိသတ်တွေတိမဲ့ပြုခြင်းကိုခံခဲ့ရတာပါ။ဒါပြင်သူဟာ MRTV4 ရုပ်သံဇာတ်လမ်းတွေဖြစ်တဲ့မဲချိုဖြူအောင်တက်ကလေးပန်းနူသွင်းနဲ့အခြားသောနာမည်ကြီးရုပ်သံဇာတ်လမ်းတွေမှာများစွာမှာကြာရကာရိုက်တာဇာတ်ရုပ်ကနေအကောင်းဆုံးပါဝင်တရုတ်ဆောင်မှုတာဖြစ်ပါတယ်။ထူဟာမိခင်ကြီးကိုတူတက်အားသမျှလူပညာခြေလေးနဲ့လှုပ်ကြွေးနေတာဖြစ်တယ်လို့အမေကိုအလုံးလုံးမစေဘဲနဲ့အိမ်နဲ့ချန်တက်တောက်တက်တာလေးထားဖို့အတွက်အနုပညာလောကမှာအောင်မြင်ကျင်တာဖြစ်ပါတယ်။ဒီလိုသားလေးမလေးတရုတ်ဆောင်ထူဟာမရှိရနေမှာကားမတော်တဆမှုနဲ့ဥကောင်းထရာရသွားခဲ့တာပါဒီလိုနဲ့တရုတ်ဆောင်သူဟာသတိပြန်မလာတော့ဘဲနဲ့ဆက်ရက်နေမှာပဲဆုံးပါကွယ်လွန်သွားခဲ့ရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာလူရှင်တော်ကြီးဦးမြင့်တာရဲ့သားမြင့်တာမြင့်မြတ်ဟင်းကလည်းရင်မတော်စားမှုဖြစ်ခဲ့ပါသေးတယ်ဒါပေမဲ့မြင့်တာမြင့်မြတ်ဟင်းကကံကောင်းခဲ့ပေမဲ့တရုတ်ဆောင်သူကတော့ကံမကောင်းခဲ့တာပါအခုလိုတရုတ်ဆောင်သူကွယ်လွန်သွားတဲ့ပုံမှာသူ့ရဲ့မိခင်ကြီးဟာဆိုရင်လေသူမရဲ့နှလုံးသားတွေကိုဆွဲဆုပ်ထားသလိုခံစားရပြီးတော့နာကျင်ကြေကွဲမှုတွေနဲ့တယောက်တည်းဖြည့်သိမ့်နေရတယ်လို့ဝမ်းနည်းစာရှိဖွင့်လာခဲ့ပါတယ်ထူးရဲ့ညီမလေးဖြစ်သူကလည်းအကိုကြီးဖြစ်သူရဲ့တည်င်းကိုလုံးဝမယုံကြည်နိုင်ခဲ့ပဲအကျွေးစောလွန်ခဲ့တဲ့ကိုကြီးတွေဖြည့်မစဲနိုင်အောင်ဖြစ်နေခဲ့ရှာပါတယ်။တချို့တွေကထူးရဲ့ကွယ်လွန်သွားတဲ့တည်င်းကိုမဟုတ်မမှန်တည်င်းဖြတ်နေကြတာတွေလည်းရှိနေပါသေးတယ်။တကယ်တော့ကားမတော်စားမှုကြောင့်သာကွယ်လွန်သွားတာဖြစ်ပြီးတော့မိသားစုဝင်တွေနဲ့မိတ်ဆွေတငယ်ချင်းများစွာထိတိကိုက်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မိသားစုဝင်တွေကအခုလိုမျိုးဝမ်းနေဖို့ခက်စားနေရတဲ့အချိန်မှာမဟုတ်မှန်တည်င်းတွေရှောင်မဖြန့်ကြဖို့အတွက်တငယ်ချင်းမိတ်ဆွေတွေကတောင်းဆိုလာခဲ့ပါတယ်။လက်ရှိမှာတော့မင်းသားလေးထူးရဲ့နာရီကိုကျင်းပနေခဲ့ပြီးမိခင်ကြီးနဲ့ညီမလေးဖြစ်သူတို့ကအင်မတန်ဝမ်းနဲ့ကြေကွဲနေခဲ့ရှာပါတယ်။မိဘကိုလိုချေပြုစုနေပြီးတော့အားကိုးရတဲ့သားလေးတစ်ယောက်ဖြစ်တယ်လို့နုပညာလောကရဲ့ထွန်းတောက်လာအောင်မဲ့ကျေတပွင့်ကအခုလိုကြွေစောပြီးတော့ကွယ်လွန်တဲ့ပုံမှာအားလုံးကလည်းနှမျောတတဖြစ်နေခဲ့ကြပါတယ်။အခုကြည့်ရှုနေတဲ့ပရိသတ်တရားရောလိမ္မာတိတက်လွန်လာတဲ့တရုတ်ဆောင်မင်းသားလေးထူးကွယ်လွန်တဲ့အပေါ်မှာကောင်းရမွန်ရဖို့ဘွားရောက်စေဖို့အတွက်ဆုတောင်းစကားလေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။မင်းသားထူဟာတကယ်လည်းတရုတ်ဆောင်ကောင်းပြီးတော့ကယ်ဒမီစကားတင်မှလည်းရွေးချယ်ခံရတဲ့တရုတ်ဆောင်တူဖြစ်ပါတယ်။အခုလိုမျိုးအကျွေးစောသွားတဲ့အတွက်ပရိသတ်တွေဟာတေမီယာအကောက်ကြိုက်တယ်ဆိုပြီးတော့ပြောဆိုနေကြတာပဲဖြစ်ပါတယ်။ထူတွေဝမ်းနဲ့ကြေကွဲစွာနဲ့ပဲအခုဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။အာဘိနာစင်ငယ်ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလည်းကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတာမီတာစကားလေးလက်စာပါလိုက်ပြစေနော်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်။